မင်္ဂလာပါရှင်ဒီနေ့ကျမနဲ့ဆရာปืนပေါ့နော်ဆရာကထိုင်းလူမျိုးပါဆရာနဲ့ကကျမတို့ရဲ့ page အဖွင့်မှာစိတ်ချောက်ချစရာကောင်းတဲ့စကားလုံးလေးတွေကိုလာပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ရှင် Okay စကြရအောင်နော်ဆရာပရဲကိုထိုင်းလို့ဘယ်လိုခေါ်လဲဆရာผีတရဲကိုဖြီဖြီလို့ခေါ်ပါတယ် Okay နောက်ပြီးတော့တရဲမှာသူတို့မှာတရဲတွေကဘယ်လိုပြောမလဲစုံတို့ပြီးရင်ပိတ်တာတို့ဘာလို့ဆိုပြီးတော့မြန်မာလိုပဲခွဲတာပေါ့နော် Okay အဲ့ဒါကိုဆရာမတို့ကပထမဦးဆုံးတရဲဖြစ်တဲ့မြန်မာလိုခေါ်ရင်တော့စုံပေါ့နော်အဲ့ဒါကိုထိုင်းလို့ဘယ်လိုခေါ်လဲဆရာผีกระสือผีกระสือผีกระสือဒီတရဲကမိန်းကလေးပဲရှိရနော်ယောက်ျားရှိလားမရှိဘူးไม่มีမိန်းကလေးပဲရှိတယ်သူကညဘက်ဆိုရင်ခေါင်းတစ်လုံးနဲ့ပြီးတော့အောက်ကဥတွေနဲ့ပေါ့နော်အဲ့ဒါပဲရှိတယ်သွားတဲ့အခါမှာမီးလုံးလေးတွေမှိတ်တုံနဲ့အဲ့လိုမျိုးသွားတယ်မြန်မာမှာဆိုရင်စုံလို့ခေါ်တာပေါ့စုံคือกระสือပြီးရင်နောက်တစ်လုံးဆရာဘာလဲကိုဝန်နဲ့တည်သွားတဲ့แม่นาคพระโขนงเงี้ยนะကိုဝန်ရှိပြီးတော့ကိုဝန်နဲ့ခလေးနဲ့တူတည်သွားတဲ့လူကိုဆိုရင်တရဲကိုဆိုရင်ผีตายทั้งกลมผีตายทั้งกลมผีဆိုတာတရဲตายတည်တယ်ทั้งกลมဆိုတာကလုံးဝနဲ့အရာအမှန်တမျှကိုแปลว่าเป็นปวดอาการปวดไม่ใช่ว่าท้องกลมนะไม่ใช่เหรอเป็นอาการปวดทั้งกลมมันปวดแบบปวดทั้งกลมโอเคအဲ့ဒါကိုผีตายทั้งกลมလို့ခေါ်တယ်မြန်မာမှာဆိုရင်ဘယ်လိုခေါ်လဲကိုဝန်နဲ့ကိုဝန်ရှိတဲ့အမျိုးသမီးတွေပေါ့နော်ကိုဝန်နဲ့တူစုံသွားတာတည်သွားတဲ့လူကိုအဲ့လိုခေါ်တာပေါ့နော်ผีตายทั้งกลมပြီးရင်ဒီတရဲကြတော့မြန်မာမှာဘယ်လိုခေါ်လဲတော့မသိဘူးသူကသကောနှစ်ခုကိုအတောင်မလုပ်လို့ပြန်တာအဲ့ဒါကไทยเรียกว่าผีกระหังผีกระหังผีกระหังဒီတရဲကြတော့ယောက်ျားတရဲအထီးပဲရှိတာပေါ့နော်ဒီတရဲကသကောကိုအတောင်မှအဖြစ်နဲ့လုပ်ပြီးတော့ပြန်တဲ့တရဲတဲ့အဲ့ဒါကိုผีกระหังလို့ခေါ်ပါတယ်နောက်ဆုံးတစ်ခုပိတ်တာမြန်မာမှာဆိုရင်ပိတ်တာထိုင်းမှာဆိုရင်เปรตผีเปรตผีเปรตผีเปรตเปรตก็คือเปรตตานั่นแหละภาษาบาลีပါဠိစကားလုံးကနေလာတာတဲ့ เปรตမြန်မာလိုခေါ်တော့ပိတ်တာပေါ့နော်အဲ့ဒီတရေကြတော့အကောင်ကြီးပါဇက်ကတီလေးตัวสูงအကောင်ကြီးတွန်းတန်ဆိုတာဗာလဲထမ်းပင်လောက်ရှိတယ်ထမ်းပင်အမြင့်ပေါ့နော်အဲ့ဒီတရေကိုผีเปรตလို့ခေါ်ပါတယ်ပြီးရင်ဗာတရေရှိတယ်လေနောက်လူတွေကိုဝင်စီးပြီးတော့ဗာလဲဥတွေအသေးတွေစားတဲ့တရေဆရာผีปอบผีปอบผีปอบဒါကတော့လူတွေကိုဝင်စီးပြီးတော့သူကအထဲကကလီစာတွေအသေးတွေဘာတွေကိုစားတဲ့တရေကိုผีปอบလို့ခေါ်တယ်ဗမာဆိုရင်ဘလူးဝင်စီးတယ်လို့ပြောတာလားမသိဘူးရှင်ဗမာမှာဆိုဘလူးဝင်စီးပြီးတော့အထဲကကလီစာတွေကိုစားတယ်ဆိုတော့ပြောကြတာကြားဘူးတော့ပေါ့နော်ဘယ်လိုခေါ်လဲတော့မသိသိလို့ရှိရင်တစ်ချက်လောက်ရေးလာပြီပေါ့နော် comment ထဲမှာ Okay နောက်ဆုံးဒီတရေတွေကိုရှင်းရအောင်ဘာလို့လဲหมอผีမောဆရာတရေဆရာမောဆရာလို့ခေါ်တယ်หมอผีหมอผี
หมอ ผี หมอဆိုတာဟာဗမာလိုပြန်မယ်ဆိုရင်ဆရာပေါ့နော်ဆရာတို့မို့ဆရာကိုဖြီးဆိုတာတရေဆရာဒါမှမဟုတ်ရင်မှော်ဆရာပေါ့မြန်မာလိုခေါ်တယ်โอเคဒီနေ့တော့ဒီစကားလုံးလေးတွေကိုသိရအောင်လို့လာပြီးတော့သင်ပြထားတာပဲဖြစ်ပါတယ်ရှင်ဒီနေ့တော့ဒီလောက်ပါပဲเนาะကျမနဲ့ဆရာနဲ့ဒီနေ့တော့အားလုံးပဲနှုတ်ဆက်ပါတယ်สวัสดีค่ะ สวัสดีค่ะ